မင်္ဂလာပါခင်ဗျာ MMA လောကရဲ့တမိုင်းဝင်ဖြစ်ရတဲ့ခုနဲ့အတူကျွန်တော်တို့မြမဂုံဆောင်ဂျော်ရှူအာဗန်ရဲ့တကြော့ပြန်ဂုံယူစရာတည်င်းကောင်းတစ်ခုကိုပရိသတ်ကြီးအတွက်အထူးတင်ဆက်ပေးချင်ပါတယ်အမေရိကန်ပြည်ထောင်စုရဲ့150ကြိမ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဝါရှင်တန် DC ကအိမ်ဘီရိုမှာတမနာကိုလိုက်ကြီးမှုကျင်းပပြီးမဲ့ UFC Freedom 250ပွဲကြီးမှာကျွန်တော်တို့မြန်မာဂုံဆောင်ဂျော်ရှူအာဗန်ဟာအထူးဧည့်သည်တော်အဖြစ်တက်ရောက်ဖို့တရားဝင်ဖိတ်ကြားခြင်းခံထားရပါတယ်။ဒါဟာကမ္ဘာအကြီးဆုံးအားကစားအဖွဲ့အစည်းကြီးနဲ့ American အစိုးရပိုင်းကပါမြန်မာကစားသမားကရောက်ရဲ့တန်ဖိုးနဲ့အရေးချင်းကိုအင်ဗျူရိုအထိဖိတ်ကြားပြီးအစစ်မြင့်ဆုံးအတိအမှတ်ပြုလိုက်တာပဲဖြစ်ပါတယ်။အခုလိုထူးခြားဆန်းသစ်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတော်ကြီးမှာဂျော်ရှူအာဗန်ဟာတကူတော်မဟုတ်ပဲတကမ္ဘာလုံးကအသေးဆွဲအားပေးနေကြလေကမ္ဘာကျော် WWE Superstar တွေဖြစ်တဲ့ Charlotte Flair, The Miz, The Usos နဲ့ Braun Breaker လို့လိုထိပ်တန်းနှစ်ပန်းကစားသမားကြီးတွေနဲ့အတူအင်ဗျူတော်ထဲမှာပခုံးချင်းရင်ပြီးပရိသတ်တွေကိုတွေ့ဆုံသွားမှာပါ။တိုက်ခိုက်ရေးလောကရဲ့ထိပ်စီနှစ်ခုပေါင်းစုံတဲ့နေရာမှာမြန်မာအလံကိုကိုစားပြုပြီး Van တယောက်ထိပ်ဆုံးကပါဝင်ခွင့်ရတာဟာတကယ့်ကိုအိမ်မက်ဆန်တဲ့မြင်ကွင်းတစ်ခုဖြစ်လာတော့မှာပါ။ဒီ Freedom 250ပွဲကြီးရဲ့အဓိကတွဲဆိုင်ကြီးတဲ့အနေပဲလဲပရိသတ်တွေအကျိတ်နဲ့စောင့်မျှော်နေရတဲ့ပွဲကြီးပွဲကောင်းတွေပါဝင်နေပြီးအထူးသဖြင့်ကမ္ဘာကျော်တိုက်ခိုက်ရေးသမားကြီးအီလီယာတိုပူရီယာလို့လိုထိပ်တန်းချန်ပီယံတွေရဲ့အားပြိုင်မှုတွေကြောင့်တကမ္ဘာလုံးကမျက်တောင်မခတ်စောင့်ကြည့်ရမယ်စင်ခေါ်မှုတွေရှိနေပါတယ်ပြီးခဲ့တဲ့ UFC 322ရဲ့ပွဲစဉ်ကြီးမှာတင်မိမိရဲ့ Flyweight Champion ခါဘတ်ကိုအချရီနဲ့ရှင်ပြိုင်ပြီးအောင်မြင်စွာကာကွယ်နိုင်ခဲ့တဲ့ Joshua Van အတွက်တော့အခုလိုတိုပူရီယာလို့လိုထိပ်စီးနေတဲ့အတူအင်ဗျူတော်ခြေလန်းတစ်ကိုလှမ်းရတာဟာကမ္ဘာအဆင့်မီ Superstar အားကစားသမားဦးအဖြစ်ရာသက်ပံအတိအမှတ်ပြုခံရတဲ့တမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်လာတော့မှာပါလာမယ့်ဇွန်လ23ရက်နဲ့14ရက်နေ့တွေမှာကျင်းပမယ်ဒီ Fan Fest အစီအစဉ်ကြီးမှာမြန်မာကုံဆောင်ဟာကမ္ဘာတဝန်းကရောက်ရှိလာမယ့်ပရိသတ်တွေမီဒီယာတွေအမှုပညာရှင်တွေနဲ့ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံပြီးထိုက်ရိုက်အမေးအဖြစ်ရှင်းတင်စကားဝိုင်းတွေမှာပါဝင်သွားမှာဖြစ်လို့မြန်မာ MMA ပရိသတ်တွေအတွက်တော့တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားစရာနဲ့ဂုဏ်ယူစရာတည်င်းကောင်းတစ်ခုဖြစ်နေပါသည်အခုလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ MMA သတင်းတွေနဲ့အားကစားသတင်းစုံကိုအများအားအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ BOA United Sports and MMA Channel လေးကိုလည်း like နဲ့ subscribe လုပ်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ